ပါတယ်။ချိုဂျီကသူ့အဖေဘေးမှာငိုနေရဲ့ချိန်အသက်ပြင်းတဲ့ခါခါရှိရမသိသေးပဲဟိုကလည်းစီကိုဖိရဲ့အစွမ်းကြောင့်အမြန်သွားပြီးသတင်းပို့ကိုချိုဂျီကိုပြောပါတယ်။အဲ့အချိန်မှာရိုင်းနဲ့ရှူရာတိုကလည်းပြန်လောက်လာပြီးချိုဂျီကိုတတ်ဖို့ပြင်နေရကြောင်းသူ့အဖေရဲ့အလောင်းကိုထားခဲ့ပြီးချိုဂျီကပြေးပါတယ်။ခါခါရှိစီမှာလည်းချာဂိုရာမကြံတော့တာကြောင့်သူထပ်ပြီးတော့ရင်ချာဂိုရာကုန်ပြီးတည်ရမယ်ဆိုတာကိုသိပေမဲ့သတင်းသွားပေးမဲ့ချိုဂျီကိုကာကွယ်ဖို့အတွက်သူ့ရဲ့မန်ဂန်ယိုရှာရင်းငန်းကိုထုတ်လိုက်ပါတယ်။ပြီးရင်နောက်လက်ကျန်ချာဂိုရာနဲ့ချိုဂျီနောက်ကိုလိုက်နေတဲ့ဒုံးကြီးကိုအာသာတမန်ရှင်ကိုပို့ပစ်လိုက်ပါတယ်။ဖိန်းကလည်းခါခါရှိကထန်လိုပြစ်လိုက်တဲ့တန်ချမ်းကိုအယ်လီလန်နဲ့ရှောင်ခဲ့တာဖြစ်ကြောင်းရဲမိသွားပြီးနောက်ဒီတခါတော့တကယ်မောက်သွားပါတယ်။ခါခါရှိကလည်းဒဇက်ဆက်တုံးကြီးနေရင်ပဲသူ့ရဲ့နောက်ဆုံးအချိန်မှာအိုဘီတိုနဲ့ရင်းကိုတတိယနေခဲ့ပါတယ်။အခုချိန်မှာအိုဘီတိုပြောသလိုသူ့ရဲ့မျက်လုံးကနေတစ်စစ်နာဂန်ကိုကြည့်ဖို့မဖြစ်နိုင်တော့ပဲရင်းကိုလည်းမကာကွယ်နိုင်ခဲ့တာကြောင့်သူ့ကိုခွင့်လုပ်ပေးဖို့သူ့ရဲ့အဖွဲ့သားတွေအားလုံးကိုပြောလိုက်ပြီးမင်းတို့နောက်ကိုလိုက်ခဲ့မယ်လို့ရေရွတ်လိုက်ပါတယ်။သွားနေရင်လည်းမီးပုံလေးတစ်ခုပေးမှလူတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒါကတိတ်ဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့ဖေကိုနိုဟာရဲ့အဆွဲပြဖြစ်နေပါတယ်။ဆူနာတွေကလည်းခါဆူယူဟာတစ်စင်ခါခါရှိရရွာအတွက်အသက်ပေးသွားပြီဆိုတာကိုသိလိုက်ရတာကြောင့်ဒေါသထွက်လာပြီးကြောက်တဲ့တချောင်းကိုထိုးခွဲလိုက်ပါတယ်။အဲ့အချိန်မှာသတင်းလာပို့တဲ့ချိုဂျီရောက်လာကဖိရဲ့စွမ်းရည်နဲ့ပုံစံအားလုံးကိုပြောပြနေပြီးဆူနာတွေကလည်းခါဆူယူဟာတစ်စင်ဒီအကြောင်းကိုအားလုံးသိအောင်ပြောပြလိုက်ပြီးနောက်ချိုဂျီကသူ့အဖေနဲ့ခါခါရှိတိုက်ပွဲမှာကြာသွားပြီဖြစ်ကြောင်းနဲ့ဒီသတင်းကိုပေးနိုင်ဖို့အနစ်နာခံခဲ့ကြတာဖြစ်ကြောင်းပြောပါတယ်။ဆူနာတွေကတော့ချိုဇာရဲ့ချာဂရာကရှိနေသေးတဲ့အတွက်ဆေးရုံကိုအမြန်ခေါ်သွားရင်ရနိုင်ကြောင်းပြောလိုက်တာကြောင့်သူ့အဖေအတွက်ချိုဂျီကပြောသွားပါတယ်။ခါခါရှိဆက်ဆဲအကြောင်းနဲ့မေးလိုက်တဲ့အချိန်မှာဆူနာတွေကဘာမှမပြောဘဲလှည့်ထွက်သွားခဲ့ပြီးခါခါရှိကတော့တိုက်ပွဲအတွင်းမှာခေါင်းမငုံပဲရှီနိုဘီဆက်ဆန်ကြာဆုံးသွားခဲ့ပြီဖြစ်ပါတယ်။